ဖန်တီးနိုင်မယ်ဗျာဒါလေးပဲကျွန်တော်တို့ကြည့်ရမှာပါဒါကိုအောင်ကြီးမောင်ကတော့အကုန်လုံးသိရတဲ့အတိုင်းပဲသူကလက်ရွေးစင်ကစားမဟောင်းတစ်ယောက်ဖြစ်တယ်ကိုအောင်ကြီးမောင်ကတော်တော်ငြိမ်တဲ့ကစားမှာဗျငြိမ်နေဆိုတာကျွန်တော်တို့စိတ်ကိုအကောင်းဆုံးသူ့ကိုကြည့်လိုက်လို့ရှိရင်သိတယ်ဗျမြင်ရတယ်ဗျဒါပေမဲ့စနုဘရင်ကြီးဆိုတဲ့အတိုင်းပဲစနုချက်တွေကလည်းကောင်းတယ်ဗျเนาะအဲ့တော့အဲ့စနုချက်တွေကိုလည်းကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာမြင်ရမလားပေါ့ဗျာတန်းတစ်ခုမှရှိတဲ့ကစားမတွေပြိုင်တာဗျเนาะခုနပြောသလိုကိုနိုင်ဝင်းတို့လိုကစားမမျိုးတွေပြိုင်နေဗျာเนาะထောင်းတဲ့နိုင်ပဲကျွန်တော်ကိုအားတီကိုရှုံးပြီးတော့တို့ကျွန်တော်ပြန်ခွေးကနေထွက်ခွာခဲ့ရတယ်အဲ့တော့မြန်မာနိုင်ငံအရေးရမှာရှိတဲ့ဒီကစားမလက်ရွေးစင်ကစားမဟောင်းကြီးတွေလက်ရှိလက်ရွေးစင်ကစားမတွေဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်ပြိုင်ပွဲကြီးမှာအားလုံးသိတဲ့အတိုင်းပဲ Grand Final စုချင်းငွေ3,500ရရှိမယ်ဒုတိယစုကတော့3,200ရရှိမယ်တတိယစုပူးတွဲကတော့3,100ကို90စီခွဲယူရမှာဗျ Higher Break ကတော့စုချင်းငွေ330ချီးမြှင့်မှာဖြစ်ပါတယ်ဗျလက်ရှိ Higher Break ကိုတော့ Highest Break ကိုတော့ကိုအာတီကထိုးထားပါတယ်129မှန်နေပြီနော် Century Break ကိုတော့လက်တလောကိုအာတီကိုအငုံကိုထက်တို့ရရှိထားပါတယ်ဗျ22 ဒီနေ့ဒါကျွန်တော်တို့ရဲ့ပွဲကက်စတာပြဆောင်ရနေတဲ့ဒါဆရာမြတ်ဆွေဆရာမြတ်အိမ်မှာပဲဟိုအားပေးတော့မယ်လေဗျာဒါကြောင့်ကျွန်တော်တယောက်တည်းပဲဒီနေ့ဒါပွဲကိုတစ်ဆက်တော့မှာပါဗျာနော်โอ้ย